ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ထင်ရှားအောင်မြင်နှောက်ရုပ်ရှင်ဆိုတဲ့ season မှာဒီကနေ့မှာကျွန်တော်တင်ဆက်သွားမယ့်ရုပ်ရှင်ဇာတ်ကားကြီးကတော့ကျွန်တော်တို့1982ခုနှစ်ကနေစတင်ပြီးတော့ပရိသတ်တရဲ့ရင်ထဲကိုအရောက်ပေးပို့ခဲ့ပြီးတော့ယနေ့ထက်တိုင်ပရိသတ်တရဲ့နှလုံးသားထက်မှာနေရာယူထားတဲ့ဖြစ်တဲ့ကန်ဝင်ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်တယ်ဒေသချင်းတွေကိုအခြေပြုရင်မေတ္တာတရားရဲ့နှက်ဆိုင်မှုမေတ္တာတရားရဲ့ကြီးမားမှုကိုဖော်ကျူးထားတဲ့ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့တကြော့နှစ်ကြော့တေးကိုဒီဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်ကားကြီးကို1980ခုနှစ်မှာရိုက်ကူးခဲ့တယ်လို့ကျွန်တော်သိရပါတယ်။စန္ဒာရုပ်ရှင်ထုတ်လုပ်ရေးကနေပြီးတော့ထုတ်လုပ်ရိုက်ကူးခဲ့ပြီးတော့ဒါရိုက်တာဝင်းဦးကနေပြီးတော့ရိုက်ကူးခဲ့ရလည်းဖြစ်ပါတယ်။ပါဝင်တဲ့တရုတ်ဆောင်တွေအကုန်လုံးကယနေ့မှာဆိုရင်တော့ကျွန်တော်တို့အမတန်ကိုမှလေးစားချစ်ခင်ရတဲ့ဂန်နဝင်အနုပညာရှင်ကြီးတွေဖြစ်တယ်။ဝင်းဦးတင်တင်မြချိုပြုံးခင်လေးဆွေပြင်အမတန်ကိုမှကြားရဇက်ရုပ်တွေမှာတရုတ်ဆောင်အားကောင်းတဲ့ဇက်ပုတ်များစွာနဲ့ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီဇာတ်ကားကိုလူမှန်းသိတဲ့စာရွယ်ကျွန်တော်စတင်ပြီးတော့ကြည့်ရှုချိန်ကနေယနေ့ထက်ထိကျွန်တော်ခံစားရတဲ့ခံစားချက်ကတော့တေးသချင်းတွေရဲ့ကျွန်တော်တို့ပေါ်မှာလွှမ်းမိုးမှုနောက်တစ်ခုကတော့ကျွန်တော်တို့မေတ္တာတရားရဲ့လေးနက်မှုမေတ္တာတရားရဲ့နှက်ဆိုင်မှုမောင်နှမအချင်းချင်းပေါ်မှာမိဘနဲ့သားသမီးပေါ်မှာသမီးရည်သားချစ်သူတွေအပေါ်မှာထားတဲ့မေတ္တာတရားတွေရဲ့ဖော်ကျူးမှုကိုဒီဇာတ်ကားကနေတစ်ဆင့်ကျွန်တော်အများကြီးခံစားရရှိပါတယ်အဲ့တော့ဒီကနေ့မှာကျွန်တော်တို့အင်မတန်ကန်ကောင်းမှုတစ်ခုကတော့ကျွန်တော်ကတစ်ဆင့် TV ဖန်သားပြန်နေကြည့်ရှုနေတဲ့ပရိသတ်တွေကိုဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာအဓိကဇက်ဆောင်နေအနေနဲ့ပါဝင်တရုပ်ဆောင်ထားတဲ့ဂန်နဝင်အနုပညာရှင်ကြီး၃ဦးနဲ့တွေ့ဆုံပြီးတော့အဲ့ဒီတုန်းကရိုက်ကူးမှုမှတ်တမ်းတွေဇက်ဝင်ခန်းတွေတခန်းချင်းစီပေါ်မှာဘယ်လိုမျိုးအမှတ်တရရှိလဲဆိုတာကိုကျွန်တော်ကတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဘယ်သူတွေဖြစ်မယ်ဆိုတာပရိသတ်များကိုကျွန်တော်မိတ်ဆက်ပေးလိုပါတယ်ခင်ဗျာမေတို့အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့ပါခင်ဗျာအဲ့တော့မေတို့ ਨੇ ဒီကနေ့မှာစုံစည်းခွင့်ရတာအင်မတန်မှလည်းဝမ်းသာတယ်ဂုံလဲဂုံယူပါတယ်ကြေလဲကြေနေပါတယ်အထူးသဖြင့်မေတို့ကြမ်းကြမ်းမာမာနဲ့အခုလိုမျိုးလှလှပပလေးသွားနိုင်လာနိုင်တာကတော်တော်လေးကိုကျေနပ်နေပြီပီတိဖြစ်နေပါပြီခင်ဗျာဟုတ်ပါပြီကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဘေးမှာရှိနေတာကတော့ကျွန်တော်တို့အားလုံးကတော့ချစ်စွာနဲ့ချွတ်ချိုးလို့ခေါ်တဲ့အကယ်ဒမီများရှင်ရုပ်ရှင်မင်းသမီးကြီးကန်ဝင်တေးတန်ရှင်ကြီးချိုပြုံးမဲ့ဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါမချိုရမ်းလှနေရနော် Thank you ဟာဟုတ်ကဲ့ပါဒီနေ့ဒီချိန်ထိလှနေစေမချိုရဲ့အတန်လေးတွေကလည်းအရင်လိုပဲစီပြီးတော့နားထောင်လို့ကောင်းစေကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာမချိုရဲ့ပြီးမှရှိနေတာကတော့ကျွန်တော်တို့ ਨੇ အထူးသဖြင့်ပေါ့ဒီမှာရုပ်ရှင်ကိုချစ်တဲ့ပရိသတ်တွေနဲ့တော့တွေ့ဆုံမှုကတော့နည်းနည်းလေးတော့အလှမ်းတော့ဝေးသွားပြီပေါ့နော်ဒါပေမဲ့လည်းဒီနေ့မှာကျွန်တော်ရဲ့ဖိတ်ကြားမှုကိုအချိန်ပေးပြီးတော့ဒီခုတည်းကရောက်ရှိလာတဲ့ကျွန်တော်တို့ချစ်ခင်ရတယ်ကန်နဝင်တရုတ်ဆောင်မင်းသမီးကြီးခင်လေးဆွေပဲဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါမင်္ဂလာပါကျေးဇူးတင်ပါတယ်ဝေနေကောင်းတယ်နော်နေကောင်းပါတယ်ရှင်ဟုတ်ကဲ့ပါဒီ season လေးတွေ့လာတာမေဘယ်လိုခံစားချက်လေးရှိလဲခင်ဗျာစိတ်ထဲမှာငယ်တုန်းကဟာဒီအခုပြန်သတိရပြီးတော့ဝင်လဲဝင်တာတယ်စိတ်လည်းမကောင်းဘူးလူမစုံတဲ့အတွက်လေမဝင်ထူးတင်တာမဝင်ဦးတယ်သတိရတယ်တာသမီးဆိုတော့ဟုတ်ပါတယ်ဆရာသမားဆိုတော့ဟုတ်တာအလုပ်လုပ်တဲ့ခါမှာညီကိုမောင်ကတားမိညီကိုမောင်ကလုပ်တဲ့အတွက်အမြဲပဲသတိရတယ်ဟုတ်ကဲ့ပါခင်ဗျာအထူးပေါ့အထူးပေါ့ဟုတ်ကဲ့ပါမေဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါမေဆိုရဲ့ဘီနာမှာရှိနေတာကတော့ကျွန်တော်တို့လေးစားချစ်ခင်ရတယ်ဂန်နဝင်တေးတန်ရှင်ကြီးတင်တင်မြပဲဖြစ်ပါတယ်ခင်ဗျာမမီမင်္ဂလာပါမင်္ဂလာပါမမီရမ်းလာနေတယ်ကျေးဇူးပါတားရယ်ဟုတ်ကဲ့ပါအစွမ်းကုန်ပြင်းလာတော့ဒီညီမလေးတွေနဲ့မမတို့နဲ့တွေ့ရမှာတွေ့ရတယ်ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ခုနအစမှပြောသလိုပဲအမေတို့အားလုံးကြမ်းကြမ်းမာမာရှိနေဆိုတာလေမတောင်မှကောင်းတဲ့ပါရမီ2ကိုရရှိထားလို့ပါဟုတ်ပါတယ်တားရယ်ကုသကံနေပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ဒီ3ယောက်ဒီလွန်ခဲ့သော52နှစ်ဒီပါလောက်ကတွေးဆုံမှုတွေရှိခဲ့တယ်ဟုတ်ကဲ့ယနေ့မှလည်းဒီ3ဦးတည်ကြမ်းကြမ်းမာမာနဲ့ပြန်လဲတွေးဆုံခွင့်ရတဲ့အပေါ်မှာဟုတ်ပါတယ်အမတားမှထူးကြပါတယ်ဝမ်းသာပီတိဖြစ်မှုလေးဟုတ်ကဲ့ဝေမျှပေးပါအောင်ခင်ဗျာဟုတ်ကဲ့မမီးပြောပြပါအောင်ဝမ်းသာပီတိရတော့တာရယ်ဒီမမကြီးပါဝင်တက်မှာဒီတကားလေးပဲရှိတယ်ကားလေးရလဲအောင်မြင်မြင်ဒီညီမလေးတွေဒီမမတို့တွေပံပိုးပေးတဲ့အတွက်မမကြီးဒီလိုဖြစ်လာရတယ်နောက်ဆရာကိုဝင်းဦးပေါ့နော်ဆရာပဲခေါ်လိုက်ပါတော့သူရဲ့ကျေးဇူးကြောင့်လဲမမကြီးဒီလိုဒီဘွားမှာဒီတချင်းလေးနဲ့ပဲဘဝလေးကိုနာမည်လေးကိုဆယ်ထားတဲ့သဘောလေးနဲ့ရက်တီးနေတဲ့သဘောပါပဲအဲ့တော့မကြီးအားလုံးကိုကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဝမ်းသာပီတိကတော့အတိုင်းတက်လွန်ပါပဲလွန်ပါပဲဟုတ်ကဲ့ပါခင်ဗျာမေဆွေအမေလည်းပြောပြပါအောင်ဒီနေ့မှာညီမတွေနဲ့ဒီနေ့ဒီချိန်ထိကြမ်းကြမ်းမာမာလှလှပပလေးပြန်ဆုံခွင့်ရတဲ့ပုံမှာ
ပီတိဖြစ်မှုလေးကျဉ်းနှံ့မှုလေးပေါ့ ဟိုပီတိဖြစ်ဖို့ပြောရမယ်ဆိုရင်တော့ဒါတွေကပြောတော့မကုန်နိုင်ဘူးဟိုတုန်းကတော့တက်ရှိထင်ရှားပုံကူလည်းရှိတယ်လို့ကန်ရတာညီကိုမောင်ကတားပြီးပြောရွှင်ရွှင်ပြောပါပါခင်ခင်မင်းမင်းကျင်းကျင်းနာနာနဲ့လုပ်ခဲ့ရတယ်အလုပ်ကန်ဆိုလို့ရှိရင်အမှုပညာပတ်သက်လို့ပြောကြဆိုကြရိုက်ကြခံကြရေးကြတယ်ဆိုတာအမတန်ဟိုတုန်းပေါ့တေချာအမှုပညာနဲ့ပတ်သက်လို့စီးနဲ့စနစ်နဲ့ပြတယ်စကားမျိုးပြောတယ်ဆိုတော့ညီကောင်မတွေလောက်ကြတာပါဂီတနဲ့ပတ်သက်လို့အသေးတယ်မှာဆွဲပါတယ်အမတားမှကြီးကြီးလေးလေးတန်တန်ရှင်းရှင်းနဲ့ကောင်းမွန်တဲ့ပညာပေးတဲ့စကားဖြစ်ပါတယ် ဟုတ်ကဲ့ပါမေဟုတ်ကဲ့ပါခင်ဗျာမေဟုတ်အဲ့တော့မေချိုကဟောဒီရင်တော့ကဒီစုံစည်းမှုလေးတစ်ခုကယနေ့မှလည်းပြန်လဲစုံစည်းရတယ်ဆိုတော့ဥဝင်းကလွဲရင်ပေါ့နော်ကျန်တဲ့ကနဝင်းအမှုပညာရှင်မောင်နှမညီမတွေနဲ့ပြန်စုံကြရတယ်ဆိုတော့အဲ့ပေါ်မှာလည်းချိန်နှံ့မှုအားရမှုပီတိဖြစ်မှုလေးပေါ့ မချွတ်တကယ်ပြောရမယ်ဆိုရင်စကားတော့မပြောရင်မပြောလို့မဖြစ်တယ်လို့ပဲဝင်လဲတာဝင်လင်းနေတယ်ဝင်တာဆိုတာဒီလိုပေါ့နော်မမကြီးဆိုလဲကျညမမအမေလဲကျညမမနဲ့တွေ့ရတယ်ပြီးတော့မိချတို့ဒီလိုဘဝမှာဒီလိုရက်တီလို့ရအောင်ဒီလိုနေထိုင်လို့ရအောင်ပြုတ်ပြီးခဲ့တယ်ပဲ့ကန်ရှင်အကူတို့မပါတဲ့အတွက်တော့ဝင်နေတယ်နော်အဲ့ဒါတခုကလွဲလို့ရှိရင်တော့လေတွေ့ရတာကြည်နူးတယ်ပီတိဖြစ်တယ်နောက်ထပ်ပြီးတော့လေဒီလိုတွေ့ခြင်းလေးတွေဆိုတဲ့စံတာလေးရှိဟုတ်ကဲ့ပါမေကျော်ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ကျွန်တော်တို့ဘာဖြစ်ဒီနေ့မှာဒီဇက်ကားကြီးအကြောင်းကိုစတင်ပြီးမပြောခင်မှာဒါမေချိုတို့ရင်ထဲမှာရှိနေတာကအင်မတန်ဟိုမှကျွန်တော်တို့အတွက်ဆွဲဆောင်ရအမှုပညာရှင်ကြီးဖြစ်တဲ့ဒါဦးဝင်းဦးပေါ်မှာတတိတရားရှိတယ်လွမ်းဆွတ်ကြရဲဆိုတော့ကျွန်တော်လည်းတစ်ချက်လေးစဉ်းစားမိသွားတာကဒီဇက်ကားကြီးကိုစတင်ပြီးတော့သူကောင်းထည့်ဖော်ပြီးတော့မှပေါင်းဆက်လိုက်တဲ့အတွက်ဒါမေတို့အားလုံးလည်းစုံကြရင်းနဲ့လက်ရှိအခြေအနေမှာပြည်သူချစ်တဲ့ကန်ဝင်အမှုပညာရှင်ကြီးဖြစ်အများကြီးအောင်မြင်စွာနဲ့ရက်တည်နိုင်တယ်ဆိုတော့ဦးဝင်းဦးပေါ်မှာလည်းတန်ချင်းလွမ်းချင်းလေးပေါ့ကျွန်တော်အဲ့စကားလေးလည်းကြားပြရစီခင်ဗျာ ကိုဝင်းကဒီကားလေးကိုချိုနဲ့မမကြီးနဲ့ကိုညီမနှစ်ယောက်လို့မြင်ပြီးတော့ပေါ့နော်သူစိတ်ထဲမှာရိုက်ကူးခြင်းစိတ်ပေါ်လာတော့မမကြီးတို့လာဆွေးနွေးတယ်ဆွေးနွေးတော့ချိုလည်းမေးကြည့်တော့ချိုကလည်းဟိုသူဝနေတဲ့ကြားထဲမှာရိုက်ပေးမယ်မမကြီးကလည်းရှက်ရှက်နဲ့ရိုက်ပေးပါမယ်ဆိုပြီးတော့လက်ခံလိုက်ကြတာပေါ့နော်အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ကိုဝင်းကဘယ်လိုစိတ်ထားလဲဆိုတော့မမကြီးတို့နှစ်ယောက်ကိုအလိုက်ဖက်ညီဆုံး character ပေါ့နော်အဲ့လိုပေးနိုင်အောင်သူစူးစမ်းပြီးတော့ပေးတယ်မမကြီးဆိုလည်းမမကြီးရဲ့ဘဝနဲ့ပတ်သက်တဲ့ဟိုမြမတမလှုပ်ခဲ့တဲ့ဘဝလေးကိုမူတည်ပြီးတော့ပေါ်ပြသွားတယ်ချိုဆိုလည်းသူ့ရဲ့တွန်းကိုစရိုက်ကလေးတွေဟုတ်တယ်ဟုတ်ကဲ့သလက်အဲ့လိုလေးဟိုဖြက်လက်ကလေးကသူ့ဘာလို့သွားလာအမပေါ်မှာဘယ်လိုမြတ်တာထားတာအဲ့လိုလေးနောက်မမကြီးဆွေကြတော့မမကြီးရဲ့မိခင်ကိုနောက်ဆုံးမှတွေ့ရတဲ့အခါပေါ့နော်အဲ့လိုလေးတွေသူခေါင်းထဲမှာစီကားစင်ကလှုပ်ထားပြီးတော့ရိုက်ပေးသွားတဲ့အတွက်မမကြီးတော့သူ့အများကြီးကျေးဇူးတင်တယ်မမကြီးတို့ထူးကဲပြီးတော့လည်းလှုပ်เสียမလို့သူကအိမ်မှာထားပြီးတော့ကိုရိုက်ချင်တဲ့အချိန်မှာကောက်ရိုက်အဲ့လိုမျိုးနာနေနဲ့သူလူရှင်းသွားမယ်သူစိတ်ကူးမယ်ဘယ်အခန်းလေးတော့ဘယ်လိုရိုက်သွားမယ်ဆိုအဲ့လိုရိုက်ပေးသွားတာပါဟုတ်ကဲ့ပါမတန်းမှစိတ်ကူးကောင်းတဲ့ဒါရိုက်တာကြီးပါမတန်းမှသူ့လိုလူမျိုးလည်းရိုက်ပေးမဲ့လူမရှိပါဘူးရှိပါဘူးဟုတ်ကျေးဇူးလည်းတင်ပါတယ်မမကြီးတို့ညီမနှစ်ယောက်ကချိုနဲ့မမနဲ့အတွက်ကဘဝမှာဒါလေးကညီမအရင်ပမာတကယ်ပဲတကြောတစ်ကြောတေးကိုတီးဆိုတော့ချစ်တေးတွေကခဏခဏပွက်နေအခုထိပါအဲ့လိုတွေဖြစ်နေတာမဟုတ်လေအဲ့တော့ကိုဝင်းဝင်းရတော့ဘယ်လိုမှမေ့လို့မရဘူးမမကြီးသူရဲ့နှစ်လေးတွေပါလေးရှိလို့ကျွန်တော်ညာတိုင်းလည်းကြော်တယ်မြတ်တာလည်းပိုတယ်အဲ့လိုနေခဲ့ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်အဲ့တော့မေချိုကလည်းဝေးမျှပေးပါအောင်ခင်ဗျာဒီနေ့မှာအဝေးနဲ့ပတ်သက်တဲ့လွမ်းချင်းလေးတတိယမှုလေးပေါ့မေချိုကတော့ပြောလို့ပြောဖို့စကားတော့မရှိဘူးဘာလို့ဆိုတော့လေမေချိုတို့သူတို့တွေကလေအကူကလေဟိုတချင်းမေချိုတို့တချင်းဆိုတဲ့လူတွေကိုချစ်ရင်ဆိုရရှိတယ်အရင်နဲ့လေနော်တချင်းဆိုခြင်းနဲ့ဘယ်သူနဲ့ဆိုသူဆိုခြင်းနဲ့ပြီးတော့ဘယ်နေရာမှာပဲဖြစ်သူဝင်းဦးဆိုတဲ့နာမည်ကြီးမင်းသားဆိုတာကိုမေ့ပြီးတော့ဆိုတယ်လာဆိုတယ်ပြီးတော့တချင်းဆိုတဲ့လူတွေကိုချစ်ခင်စေရှိတဲ့အတွက်မေချိုတို့သူကစွန့်စားပြီးတော့ရက်ရတာတကယ်တော့အဲ့ဒီကရွှေရှင်မင်းသမီးမင်းသားတွေကဟိုတော့ဟိုပြူလူပြူတွေငယ်တော့ရွယ်ရွကလေးတွေရိုက်ကြတာအဲ့ဒါလေးမှလည်းလူတွေကလက်ခံတယ်မေချိုဆိုလို့ရှိရင်အဲ့ဒီအချိန်ကလေး3ယောက်ဝင်ပြီးသားဟုတ်ကဲ့ဝင်ပြီးသားကို तू ရိုက်မယ်ဆိုတော့ကိုလည်းမယုံရဲတာနဲ့ပြီးတော့ဟိုဖြစ်မယ်လည်းမထင်ဘူးလေမေချိုကလေအဲ့ဒါနဲ့ကလေးတယောက်ရဘိုက်ရှိနေတယ်ညာလိုက်တာအမှန်တော့ဟိုမရိုက်ချင်လို့မရိုက်ရဲတာပေါ့နော်အဲ့လိုဒါပေမဲ့ तू အင်းနဲ့အဲ့ဆိုစောင့်နာပေါ့ဆိုတော့ကိုကလည်းကလေးလေးမွေးပြီးတော့ကြာရင်တော့ तू မေ့သွားမယ်ဆိုပြီးတော့အဲ့လိုနေရင်နဲ့မွေးပြီးတော့ तू ကလာခေါ်တာဟုတ်ကဲ့ပါ
ဆိုတော့အဲ့လိုကနေဖြစ်တာဆိုတော့ပြောချင်တာသူ့ရဲ့စေတနာနဲ့သူဟာအနုပညာကြောက်ကောင်းတစ်ခုကိုဘယ်လိုတွေးရမလဲဆိုတာအရန်သိတယ်ဆရာအရန်သိတာမမကြီးဆိုရင်လည်းရုပ်ရှင်တွေသူ့ကိုခေါ်တာပဲအရင်တော့လို့ရုပ်ရှင်ရိုက်ဖို့အစိုးရနာမည်ကြီးလို့ဆိုလာခေါ်အမကြီးမရိုက်ဘူးဟုတ်ကဲ့ဆိုရသိတယ်သူမရိုက်ဘူးဝါသနာလည်းသူမပါဒါပေမဲ့ကိုဦးကြတော့အာနာတယ်အာနာရင်ဆွဲရှိတယ်သူကကိုယ့်ရဲ့တချင်းတွေဂီတတွေမှာအမှန်ညက်နိုးတယ်ဆိုတော့သူ့ကိုကုညင်ခြင်းနဲ့စိတ်နဲ့မမရဲရဲလိုက်တာဆိုတော့တကယ်လည်းဖြစ်သွားတယ်မမရဲ့ဆက်မြဲချင်လို့ဒါမရိုက်တော့တာလေသူဖြစ်သွားတယ်ဆိုတော့အဲ့ကြောက်တဲ့ဘွင့်ကိုဘယ်လိုတွေးရမလဲဆိုတာသိတယ်ဆရာတယောက်အနေနဲ့ပေါ့လေအခုတည်းကသူပညာတွေကိုလည်းလွမ်းဆွဆဲဟုတ်ကဲ့ပါသူ့ကိုတော့ပြောစရာတော့မလိုတော့အောင်ပေါ့နော်တကယ်ပြောရင်လည်းပြောမယ့်စကားမပြည့်စုံနိုင်ဘူးအဲ့လောက်ကိုကျွန်တော်တို့အပေါ်မှာတန်မိုးထားပြီးချစ်ပါတယ်ဟုတ်ကဲ့ပါမေချိုအဲ့တော့မေဆွေကတော့အရှိမပေါ့ဝင်းဦးနဲ့ဒီကားကြီးမတိုင်ခင်မှာစုံတွေ့ခဲ့တဲ့အမှတ်တရရောရှိလားခင်ဗျတကြောနဲ့ကြောတေးကိုဒီမတိုင်ခင်မှာအရှိမရောစုံပြစ်ခဲ့သေးလားတင်လွာမမို့လွင်တော့ပါကျမတို့ပြောရမယ်ဆိုရင်တော့တရားတကြောနဲ့ကြောတေးဟူသည်ဆိုတာနောက်သွားပြီကျမတို့မိသားစုဒီလူမှုရေးရမိသားစုမှာတကယ်တားမင်းညီကိုမောင်နှမတို့ခင်တဲ့မိသားစုဖြစ်ပါတယ်ဟုတ်ကဲ့ပါမေဆွေဒီလောကမှာသူပြောတယ်ဒီဆိုဖို့တီးပဲဆိုတနေ့ကောအဲ့ဒါမှရိုင်ဆိုတီးလူပညာကိုချစ်တာပေါ့နော်မေလူပညာကိုချစ်တယ်အထူးသဖြင့်ကတော့တာရဲ့တချင်းဆိုနေရရင်ကျင်တတ်တယ်ဒီဟာလဲတချင်းဆိုရတာများများလေးထည့်ပြီးတော့ဒီကားကိုရိုက်ဖြစ်တာပါဟုတ်တယ်မဘီတားလဲဒီကားကိုကြည့်တော့ဟိုပေါ့တတိထားမိတာစပြီးတော့intro ဝင်มาတဲ့ဟိုတချင်းလေးနဲ့စဝင်တယ်နောက်လျှောက်ကတချင်းတွေကိုပဲတချင်းတွေကိုဦးစားပေးရတာရဲ့နော်ခေဟန်ရောခေပေါ်ရောဘုမကြီးတို့ဟို220တေးတွေရောအကုန်ပါတယ်ဟုတ်ကဲ့ပါပြီးတော့ဝင်းဦးတင်လိုက်တဲ့မြင်းသမီးနှစ်ဦးစလုံးကလည်းတကယ်ကိုဂီတပိုင်းမှာဆိုရင်အင်မတန်အောင်မှဒါပရိသတ်တွေနဲ့နီးစပ်ပြီးတော့မေချိုဆိုရင်လည်းဒါရုပ်ရှင်တချင်းတွေနောက်ခံတေးတွေအများကြီးမြင်းသမီးနောက်ခံတေးတွေနော်မေချိုအဲ့ဒါဆိုပြနေပြီဆိုတော့အများကြီးဆိုပြနေတဲ့ကာလာဆိုတော့ तू ကဒီဟာပေါ်မှာကိုဘယ်လိုလိုက်ဖက်ညီမလဲဆိုပြီးတော့ဇလန်းကိုစဉ်းစားပြီးတော့ဒါကြောင့်မလို့အစိုးနှစ်ယောက်စလုံးရဲ့သူ့ရဲ့ပါရမီကိုသိပြီးသူကဒါကိုအသုံးပြုလိုက်တာပါဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါဆိုတော့ဒီနေ့မှာကတော့ကျွန်တော်တို့ဒါဝင်းဦးရဲ့လွမ်းချင်းလေးနဲ့အတူတူဝင်းဦးဖန်တီးခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးပြီးတော့ဝင်းဦးမေးထုတ်ခဲ့တဲ့မင်းသမီးတွေနှစ်ဦးနဲ့ဒါကျွန်တော်တို့ရဲ့တကြောနှစ်ကြောတေးကိုတီကိုစတင်ကြပါတယ်အဲ့တော့တကြောနှစ်ကြောတေးကိုတီကတော့ဆရာကြီးမင်းသူဝင်ရဲ့ကဗျာပါကဗျာပန်းတယ်ကဗျာပန်းတယ်ကဗျာလေးဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ပန်းတယ်ကဗျာကနေအခြေပြုပြီးတော့တကြောနဲ့ကြောတေးကိုတီဆိုပြီးတော့ချစ်ထားတယ်ဆိုတော့လေအဲ့ဒီပုံမှာလဲမမီတို့မေချိုတို့ဝင်းဦးတို့ဒီကြားထဲမှာဒီကိုင်းမတိုင်ခင်မှာစုံတွေ့မှုတွေရောရှိလားဘလို့လေးဖန်တီးမယ်ဘလို့လဲလုပ်မယ်ဆိုတာရှိလားဒါမှမဟုတ်သူကိုယ်တိုင်တည်လာတဲ့ body ပုံမှာပဲရိုက်ကူးမှုတွေရှိခဲ့တာလားချိုအဲ့တော့သူကိုယ်တိုင်တည်ထားတဲ့ body ပေါ်မှာရိုက်သွားတာနော်ဟုတ်တယ်မမတို့ဘာမှမသိအောင်မသိရဘူးဟုတ်ရောက်တော့မှမတမရဒီကံဒီလိုကဒါပြောတာလေးတော့ဒီလိုဝစ်ဒီလိုပြောဒါအဲ့ဒါပါပဲနော်ဟုတ်တယ်ညီမလေးဟို तू ကကိုရိုးရဲ့ဇယိုက်တွေကိုသိပြီးသားဆိုတော့လေဟုတ်ကဲ့သူတိတ်လည်းမမောင်းရဘူးဟုတ်တယ်မောင်းသူသိတယ်နောက်တော့လေကျတို့ဒီလောက်အခန်းကျိသူ့အခန်းနဲ့အခန်းကျိတဲ့မှာဒါကြက်တလို့နေကြက်တလို့စားရိုက်ချင်ပြီးဆိုမှအဲ့တော့လေအဲ့တော့မှထိုင်ခါနဲ့မှဟောစောင်းနေရတယ်အိတ်ချင်လဲအိတ်နေတာအိတ်ချင်လဲအိတ်နေတာမလို့မမီးတွေနဲ့လည်းမတူမလို့အဲ့လိုမလို့ဟုတ်အေးရတယ်အရင်မကြည့်ဘူးတော်ကလည်းသင်းဆိုခြင်းရိုက်ရင်းနဲ့ကိုသင်းဆိုခြင်းထားဆိုကြတာနော်ဟုတ်တယ်အဲ့ဒီလိုအခန်းနေရိုက်သွားတာ तू စိတ်ကူးပေါ်တာ तू က तू နားနေတယ်ဆိုရင် तू ကစိတ်ကူးနေတာဟုတ်မမကြီးတို့ကမမီးတို့ကသာဟိုအိတ်လိုက်စားလိုက်လုံနေကြတာအဲ့ဒါပြီးလိုက်ပြောခေါင်းလေးတွေပထမတော့မကြည်စရာဥပတက်ကမမကြီးတို့မိတ်ကပ်ပြင်ပေးတယ်နောက်ကြတော့ကိုယ့်ဘာကိုလိမ့်ရတယ်ကိုယ့်ဘာကိုလိမ့်ရပါခင်ဗျာဟုတ်ဒီတကားထဲမှာရည်စရာပြောအောင်မမကြီးကမင်းသမီးတွေဟိုတော့ရုပ်ရှင်ကြည့်ခဲ့တော့လေဟိုရုပ်ရှင်မင်းသမီးတင်တယ်မှုတို့ဘာလို့မှကြည့်တယ်နှကန်းလေးတို့ဒီလိုလေးတတ်ပြီးတော့ဟိုနှကန်းရစ်ထားတာပေါ့ဒါအဲ့ဒါနောက်တစ်ခန်းကျတော့မမကြီးကအဲ့လိုရစ်လိုက်ပြီးတော့လေတကယ်လည်းကြည့်လိုက်ပေါ့ဒါကြီးကကြဲကြီးဖြစ်ပြီးတော်တော်ရုပ်ဆိုးသွားရှာမမီကိုယ့်ဘာကိုပြင်တာကိုယ့်ဘာကိုအဲ့တော့ကိုယ့်ဘာကိုပြင်တဲ့အပိုင်းရောက်သွားပြီကိုယ့်ဘာဥပသက်ကခမပိုင်းမှလာပြင်ဥပသက်ကပထမတော့လုံဖြစ်သွားတာဟုတ်ကြကိုတို့ကတရက်လည်းမဟုတ်တဲလာလည်းမဟုတ်သူရိုက်စလို့ရိုက်တာလေဟုတ်တယ်အဲ့လိုမျိုးဆိုတော့ရက်ချယ်ဂျူစီယာမင်းသမီးတွေလည်းမဟုတ်ဘူးလေအခုလိုမချိုးဘယ်နည်းကနေဘယ်ရက်ကိုပေးပါတော့မဟုတ်ဘူးဟုတ်ကဲ့ရိုက်နေတာရိုက်ချင်တယ်လို့ရိုက်နေတာဘယ်ဆိုဘယ်လောက်ကြာသွားလဲရိုက်တာ5-6လနဲ့တော့ပြီးတယ်အဲ့လောက်ပြီးတယ်ပြန်လာလောက်တာဒါပေမဲ့ဒီခေတ်မှာပဲကျတို့5-6လပဲပြီးဟုတ်ပါဘယ်ဆိုရဲ့ဟုတ်ကဲ့လေအဲ့သူကအမှန်တော့အဲ့လိုရုပ်ရှင်ရိုက်နေတဲ့ feeling နဲ့မေချိုတို့တွေရှိနေတော့သူဆိုရင်လည်းချိန်ထဆိုတဲ့ feeling ကိုတော့ပို့ကြိုက်တာပို့လို့ကြတာတဘာဝပို့ကြတဘာဝပို့ကြတယ်ပြီးတော့လေ
စားဟဲ့တော့နေရတယ်သူမကြောက်တော့ဘူးရက်ခါစားကြောက်တာနော်ကျတို့ကသူကြောက်တယ်လေမင်းသမီးမင်းသားမလုပ်ဘူးတော့အဲ့လိုပေါ့မမချိုးလာနိုင်ပြောက်သွားလေနိုင်ပြောက်သွားတော့လက်ကလေနိုင်ချိုးအမဲလေးလေမမကြီးလုံးညီမချိုးနိုင်ပြောက်တယ်ကြောက်တယ်သူကဟိုထက်စင်ညို့ပြီးအဲ့လိုရှိခဲ့ပြီ မှာပတ်တာလား ဟုတ်ပါကိုနေနေမထိုက်ပါဆို ကြောက်လို့ပေါ့အေးပေါ့ तू ကရီလိုက်တာနော်နောက်ကြတော့လေ အဲ့လိုဖြစ်ခဲ့အဲ့လိုဖြစ်ခဲ့ အဲ့တော့ကိုကဂွေးခါရတာပေါ့နေရဘာဖြစ်နေတာအဲ့တော့ကိုကတမိတ်တက်စင်ညို့ချိုးနိုင်တက်ပြီးတော့အဲ့လိုမျိုးတွေပေါ့ ဟုတ်ကဲ့ အာချူချူဆိုတော့ဝါတော့အီမကြီးတို့ကအခါဘိုက်စီးတွေစီးပေးတာပေါ့အဲ့လိုဒေါက်ကတီရဲ့ဘိုက်စီး ဟုတ်ကဲ့ဟုတ်ကဲ့ တကယ်တည်းစီမှာစီးနေပိုက်စီးနေ တချို့နေပိုက်ကြီးကအရန်ဖို့လေ तू ပဲလွတ်တာအာမမကတီလွတ်လိုက်မယ်ပြင်စီပေးလိုက်ပါဆိုချိုးတွေကိုမဘိုလီတွေလည်းအကြက်ကြီးတယ်ဘောင်းမီရဲ့ကားရိတ်နဲ့ဒီလိုတွေတော့ရားလို့အဲ့လိုမျိုးတွေ तू မင်းသမီးတွေမလှမလဲကြောက်တာလေအဲ့လိုမျိုးအဲ့လိုကို तू အသေးစိတ်ကလေးပေါ့အသေးစိတ်ကလေးကို तू ကကြည့်ပြီးအဲ့ဆိုဇလန်ကိုဒီ character တွေကိုပြီးသွားပြီဆိုရင်မင်းသမီးတွေရဲ့အဝတ်အစား faction တွေကအစနေထိုင်မှုတွေကအစအားလုံးကို arrange လုပ်သွားတာ ဟုတ်တယ်တော်လိုက်တာဟုတ်ကဲ့ပါ तू ကမဖြစ်ဘူးဆိုချိုးတို့တွေနည်းနည်းငောင်နေလည်းမရိုက်ဘူးနော် မရိုက်ဘူးသူကအချင်းနေတည်တိတ်ပန်းနေတာ ပါနတာ စိတ်မပါဘူးဆိုရင်မရိုက်ဘူး ဘယ်တော့မှသူ့အတေးကိုခိုးပြောလို့မရအောင်ချိုးတို့ရဲ့တခါကျဒီတစ်ခါပဲလုံးဝမရိုက်လို့ကိုကလည်းစိတ်တည်မြင်အကြာကြီးဆောင်း အဲ့လေ तू ကလေဟဲ့ဆိုအတန်ကြားလေ तू ကြားတယ်တော့သူလှည့်ပြီးတော့မှအဲ့ချီတယ်ဟုတ်တော့ तू နောက်ပိုင်းမဲ့မြင်ရတယ်အဲ့မျိုးတွေခါပဲ तू ရိုက်လို့စိတ်ညက်တယ်အပြညင်ချိုး6မှနေတာဟုတ်ကဲ့6ပါဆိုအပြညင်တာလေအဲ့လိုပြညင်တာမြဲရရင်စိတ်တူတာပေါ့အဲ့ဒါလေးပို့ပြီးတော့လှုပ်လေပဲ तू ကစတာလေစတာပေါ့နောက်ချစ်ဆိုချစ်ဟိုအဝေးကြီးမှာ6မှနေတော့ကလေးတွေကိုလွန်းတာပေါ့ကလေးက2ယောက်ကထားပြီးခဲ့ရတယ်လေဆိုတော့အလွန်းတော့အ तू တချင်းဆူပြတယ်ပြီးကိုရတဲ့ချင်းမင်းဆိုတယ်နော်ကိုနဲ့ကရအိမ်မင်းဆိုတယ်ဆိုတော့လေဘာတချင်းလဲချူငိုတဲ့ချင်းကလေအော်လွန်နိုင်တွေ့မိပါရင်အောင်မေကြီးဝီသောရထနေမှာသားသမီးကြီးတွေမဲသားအဲ့တချင်းဆိုချွာငိုတာပုတ်ပေါ့မြအဲ့တော့ဆူဆူပြကပင်ဟိုးမအဝေးမှာကလေးထားခဲ့တော့အေးအဲ့လိုပါအဲ့သူအဲ့ဒါတွေးမိလေမိချွာခုထိငိုချင်တာအဲ့လိုမျိုး तू ကတော့ तू ကတည်းရလာမောင်နှမတွေတကယ်မောင်နှမတွေလို့စားရဲနောက်ရဲနဲ့အဲ့လိုမျိုးနေကြပြောမနာဆိုမနာရင်လည်းဖြစ်သွားကြတယ်နော်ဒီချို့အဲ့တော့ပို့ပြီးတော့တတိယမိတာပေါ့ဟုတ်ကဲ့ပါဟုတ်မမီတာလည်းအဲ့မှာတာဝန်တစ်ဖက်နဲ့ဖြစ်နေတော့ရိုက်ရမယ့်အချိန်မရိုက်ဖြစ်ဘူးဆိုရင်ကို့မလည်းတာဝန်နေနဲ့အဲ့လိုနေနဲ့အဲ့လိုရိုက်ပါစေပေါ့ကိုကဆူတောင်းနေတာအဲ့ဒါမမကြီးက chef ယူနေသွားနေတာဒါလည်းပိုင်းညနေပိုင်းနေ့လယ်ပိုင်းဂျူတီယာအဲ့လိုကြာအဲ့တော့မနေ့ပိုင်းဆိုရင်မမကြီးကတနာရီဆိုပြီးသွားတနာရီ2နာရီဆိုပြီးအဲ့ဒီအချိန်နောက်ပိုင်းသွားရိုက်ရတာညပိုင်းဒျူတီဆိုမနေ့ပိုင်းအားတယ်ဟုတ်ကဲ့ပါညနေ4နာရီ3နာရီမှအလုပ်ဝင်ရတယ်အဲ့ဒီအချိန်လေးတွေကိုလူပေးခဲ့ရတာဟုတ်ကဲ့ပါနောက်မမကြီးဇက်သိမ်းပိုင်းကြတော့ညနေ4နာရီရုံးစင်းကနေသွားလိုက်တာမနေ့မိုးလင်းတယ်4နာရီမနေ့ဖိုးနေတယ်အိုက်စင်းနေပါတော့ဆက်လောက်တူရိုက်ခဲ့ရတယ်ကျိုးတို့လည်းစောင့်နေရတာအဲ့ဘောမေချိုးတို့ပါသိမ်းကန်နေတာဟုတ်ကဲ့သိမ်းကန်မှာကျွန်တော်ဒီကိုဒီစေမမဆိုတာလေချင်းဆိုတော့အမေတို့လာတာလေသမီးတို့တချင်းဆိုတော့အမေတို့လာကြည့်တာလေလာကြည့်တာပါတယ်လေအမေနဲ့ဖေနဲ့ကလည်းလာကြည့်တယ်သူတို့ဇနီးမောင်နှံကလည်းလာကြည့်တယ်မအောင်လိုက်ရှာရင်းနဲ့အဲ့ဒီဟို stage မှာလာတွေ့တာဒီတင်တဲ့တိုင်းဆိုကြရမှာလားဂီတပရိဒါဟုတ်တယ်ဂီတပရိဒါပဲဂီတပရိဒါမှာဂီတပရိဒါစက်စင်လေးပေါ်မှာပနာမလေးလည်းဆိုပြီးတော့ဝေဆိုးကချောပေးပါလိမ့်မယ်ဆိုတော့မှအဲ့ဒါမကြီးကတက်သွားပြီးတော့မှစကားလေးပြောရင်းနဲ့မိတ်ဆက်စကားလေးပြောပြီးတော့မှဆိုစလဲဆိုတော့သူတို့ရောက်လာကြဟုတ်ကဲ့ပါအဲ့တော့အဲ့ကားကြတော့ shooting တက်ဖြစ်တာကြတော့ဘယ်နားမှာသွားဘယ်မှာရိုက်ဖြစ်အဲ့တော့သူ့အိမ်ကဘယ်မှာရှိလဲအဲ့တော့ဟိုနဲ့လေးစိတ်လိုက်ကန်တာမမတို့တက္ကသိုလ်ရိပ်တက္ကသိုလ်ရိပ်တာပဲမှာဟုတ်ကဲ့ပါနောက်သားစင်ရလည်းလေလှုပ်ထားတာမဟုတ်ဘူးဒါအဲ့ဒါဟိုတလောတော့ကိုတမ်းမြတ်ဆိုးနေတောင်မမကြီးနဲ့ဟိုနဲ့အင်တာဗျူးလေးတခုမှ तू ကပြောပြနေ तू ကသိခဲ့တယ်ဒီ camera tricks လုပ်လိုက်လို့ဇက်စင်ကြီးလုပ်တဲ့ထဲမှာအဆိုတော်တွေမမကြီးတို့ဂီတပရိသတ်မှာဆိုနေကြဆိုနေတာပုံစံလို့ဖြစ်အောင်ဆိုနေရပြစ်ဆောင်အဲ့ဒီအခန်းထဲမှာထည့်ပြီးရိုက်လိုက်တယ်အဲ့လိုတကယ်ရိုက်တာကြတော့တကယ်ရိုက်တာကြတော့လူတွေကြီးပဲရိုက်ထားတယ်ဇက်ဆက်မှာလူတွေကြီးပဲရိုးအငိမ့်စင်လိုဟာမျိုးပေါ့ရိုက်ထားတဲ့တားလူတွေပဲယူထားလိုက်တယ်10ယောက်ဆို10ယောက်ပေါ့ညီမလေးညီမလေးတင်တယောင်တောင်အမပါသေးတယ်ဘယ်ဆိုတာဟုတ်ကဲ့ပါခင်ဗျာနေကြီးမိန်မာတင်စည်းစာစာရန်ဆိုတော့အဲ့တချင်းလေးနဲ့ပနာမဖွင့်တယ်မမတို့ဂီတပရိသတ်ဟိုတုန်းကဖြောပြတော့ဟုတ်ကဲ့ပါအဲ့တော့ဖြောပြကန်ပနာမလေးလည်းပြီးရောမမကြီးကဆိုလိုပေါ့တူးချင်းဆိုပါဖြောပြပါလိမ့်မယ်
စကားလေးတွေအစချပြီးနောက်ပိတ်ဆုံးတချင်းလေးနဲ့ဆိုတာအဲ့မှာမျက်ရည်လေးလည်းနဲ့ပွားကြတာ ဟုတ်ကဲ့ပါ တိတ်လည်းမကြရဘူးတဲ့သူကတိတ်လည်းမလွန်အောင်အဲ့လိုလည်းပြောသေး အော်လိုချင်တဲ့ဟာကို ကြချင်တိုင်းလည်းချလို့မရဘူးမြင်မှုတဲ့ driver 2ယောက်ကိုဝနာလည်းဒီလိုပဲ ဟုတ်ကဲ့ဟုတ် ဟာကိုတို့ကောင်းတဲ့ဆိုလို့မျက်ရည်ကျသွားလဲအဲ့လောက်မလို့ချင် မလိုချင်ဘူး အဲ့လို ထိန်းခိုင်းတာဘယ်လောက်လေးပဲကိုပါ ဒီနေရာကဒီလောက်ငွားမဲ့နေရာမဟုတ်ဘူးပေါ့ ကောင်းလိုက်တာနော် ခုခေတ်ပြန်စကားလေးပြောနေဝေါဝေါဆိုမျက်ရည်လေးပေါ့ပေါ့ငိုလာတဲ့လူတွေကိုဒီသားရနဲ့တွေ့တော့ရိုက်ကမှာပဲလို့ထင်နေလေ ဟုတ်ကဲ့ပါမေဟုတ်ကဲ့ပါဆိုတော့ဒီကားမှာကကျွန်တော်တို့ character တွေရဲ့နာမည်နဲ့ဆိုရင်ဒါမမီကဝေဆိုမေချိုကတင်းတင်းကတော့နာမည်ရမ်းကြီးနေနော်အခုဘက်ကက်တီကိုနာမည်ကြီးနေတယ်မေချိုမေဆိုရတော့ဝင်းနာမည်နဲ့ပဲဒေါက်ခင်လေးဆိုနာမည်နဲ့ဆွေပဲကိုကြောင်ဆွေကင်ပါသေးရဲ့နားလို့ဆိုပြောတာလေဟုတ်တယ်မလားအမင်းနာမည်ဆွေပဲ ခင်ဒေါက်ခင်လေးဆိုနာမည်နဲ့ ဟုတ်တယ်ဟုတ်ကဲ့ပါဟိုဟာကတော့ဝင်းဦးကတော့ကိုကျော်စွာဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့အခုဒီဇက်ကားလေးရဲ့ဒါသမိုင်းချောင်းလေးအရှိရ intro လေးပေါ့နော်ဆိုတော့အခုဒီဇက်ကားကိုကျွန်တော်ကြည့်ရင်းနဲ့ပဲကျွန်တော်တိတ်ကြိုက်တဲ့ဇဝင်ခံလေးတွေကိုမေတို့နဲ့အတူတူကြည့်ကျင်တဲ့ဆန္ဒလေးရှိလို့ကျွန်တော်အကောင့်လုပ်ထားတဲ့ဇဝင်ခံလေးရှိတယ်အဲ့တော့ပုံမှန်လဲမေချိုတို့မမီတို့ဒါပြန်ကြည့်ဖြစ်မှာပေါ့ကိုကားလေးကိုပေါ့နော်အခုချိန်မှာတော့ဒါကျွန်တော်လဲမေချိုဘီနာမှာရှိရတဲ့အတွက်ကျွန်တော်လည်းအင်မတန်မှဝမ်းသာတယ်ဂုဏ်ယူတယ်ကျွန်တော်တို့လည်းအတူတူပရိသတ်တွေအကုန်လုံးကလည်းဒီ TV screen ကနေကြည့်ရမှာဆိုတော့ဒီဇက်ကိုင်းပေါ်မှာအခုကြည့်နေနေဘယ်လိုခန်းစားချက်တွေရှိမလဲဆိုတဲ့ဟာလေးကိုကျွန်တော်ပြချင်ပါတယ်အဲ့တော့ဘယ်ဇက်ဝင်ခန်းလေးတွေဖြစ်မလဲဆိုတာတော့ကျွန်တော်လည်းအတူတူလေးမေချိုကြည့်ရအောင်မယ်နော်ဟုတ်ကဲ့ပါခင်ဗျအဲ့တော့ပထမဦးဆုံးမှာကျွန်တော်သိတာကတော့အဖွင့်မှာဟဲ့ကွာဦးဝင်းဦးကဝေဆိုးရဲ့ character ကိုဘယ်လိုတင်းရဲ့ character ဘယ်လိုဆိုပြီးဒုတိယအခန်းမှာမေချိုရဲ့ character လေးကိုလည်းဖော်ပြထားတယ်မေချိုဒီအင်မတန်မှတွက်လက်တယ်ကိုလှုပ်ချင်တာကိုလည်းကိုလှုပ်တတ်တယ်ပြီးသွားပြီဆိုရင်ဟိုမောင်နှမတွေမိဘတွေပေါ်မှာလည်းနည်းနည်းခက်ဆိုးဆိုးလေးရှိတယ်မမီကြတော့ဝေဆိုးကကြတော့အင်မတန်ဘုံမှရင်ကြီးတယ်ပြီးတော့သူတို့ဘက်ပေါ်မှာလည်းဟိုအာနာမှုရှိတယ်ဆိုတော့အဲ့ပုံလေးတွေကိုတေချာပြထားပါတယ်ဆိုတော့ကျွန်တော်တို့ TV screen မှာအားလေးပါမလဲဆိုအတူတူကြည့်ကြမယ်နော်ဟုတ်ကဲ့ပါအားလေးမောင်ကန်တူကြပြသုံးလို့ကိစ္စပြီးလို့လာတာဟုတ်ကဲ့လာမယ့်စနေနေ့မှာတွင်းပါမယ်ခင်ဗျာအေးလေငါလည်းစိတ်ကြိုက်တချင်းတပုံးလောက်တော့ရေးပေးလိုက်သေးကုန်ရဟုတ်ကဲ့မရှိတော့သမီးနဲ့တိုင်ပင်ပြီးတော့အတန်သွင်းကြပေါ့ဟုတ်ကဲ့ကျွန်တော်မှလည်းပဲတချင်းတော်တော်များများစီစီမိတာရှိပါတယ်ခင်ဗျာရှင်းကြကြီးပဲဖြစ်ပါမလဲကိုကန်တူရဲ့လူမျိုးတရားတစ်ပါးကြိုက်နေအောင်လဲရွေးပြီးသွင်းရမှာပေါ့တိခုရောဆိုဖို့စိတ်ကူးပြီလားမလေးကိုဂီတဝိဇ္ဇာစောကြီးတပတိလို့ထင်နေတဲ့လူတွေနဲ့လဲဆိုဖို့စိတ်မကူပါအမသာသူကအဲ့လိုစိတ်မကူတာပဲကျေးဇူးတင်များစမ်းပါဟိုညီမလေးကလည်းကွယ်ကောင်းပြောတာတင်းတင်းသာတချင်းဆိုမယ်ဆိုရင်လေဆုံးအနာမကြကြောင်းရံမွေးတွေအများကြီးရအောင်မယ်အောင်ဝဲရှင်ကမြတ်ပြောသေးတယ်ရှင်ရေးတာတွေကြောင့်လေမျက်ကြောင့်ရံမွေးတွေအများကြီးတိုးမယ်နားသမီးโอเคအဲ့တော့ဒီဇဝင်ခံလေးမှာအောင်မေချိုမှတ်တရဘာလေးများရှိလဲအင်းပေါ့ဆိုတာခုရှိတယ်နော်အဲ့လို तू မဆိုးခင်ဒီအမှန်တော့ဒီလူကို तू ကမမဝေဆိုးရန်ထောင်ပေးလိုက်တာပဲမနော် तू ခိုးကမတော်မတရားတွေပေါ့နော်အဲ့လိုပြောတချင်းကိုစက်ကောက်လက်ကောက်တွေမဆိုးစေခြင်းဘူး तू အဲ့လိုဝင်တာရင် तू လုံမဟုတ်ဘူးပေါ့နော် तू အမကိုပြန်ပြီးတော့ကိုစားရန်ဖြစ်ပေးတာပေါ့ဒီဟာလေးကနောက်တစ်စင်းမှာအခုမေချိုပြောတဲ့စင်းလေးပါလာမယ်ပေါ့နော်ဒီစင်းမှာကြတော့ဒါရှေ့မှာကျွန်တော်သဘောကျသွားတာတော့မေချိုအဲ့တုန်းကပြောတဲ့စကားလေးတွေလူမျိုးတရားတွေမှာကြိုက်ဖို့အတွက်တော့ရှင်လောက်အောင်မှာပေါ့ဆိုတဲ့ dialogue လေးတွေအပြောလေး item လေးတွေအဲ့တော့မေချိုအခုပြန်ကြည့်တော့ဘယ်လိုနေလဲကောင်းပါလေချစ်စရာလေးဟုတ်တယ်နော်မဖီချစ်ဖို့ကောင်းတယ်နော်စကားပြောရတယ်နော်လေအဲ့ဒါတွေကဟိုပြောရတယ်လို့ပဲ तू ပြောလိုက်တာပါမမတော့ပြောရတယ်လို့ပဲပေါ့နော်အပြင်ကပုံစံလေးတိုင်းပဲပြောလိုက်တာပေါ့အပြင်ကပုံစံအတိုင်းပဲပြောထားတာအားကြောင့်လည်းကောင်းတာတကယ်လို့တကြတဲ့ကြောက်ကိုလေအခုပြန်ရဲဆိုမကောင်းနိုင်တော့ဟုတ်တယ်ဘယ်လိုလုပ်အောင်သူကတတ်သွားပြီဟုတ်တယ်ညီမလေးဟုတ်တယ်ဒီနေ့လေးအဖြစ်ချင်းနဲ့ခုနကဖြစ်အဲ့ဒါလုတ်တော့ပါလေရိုးသားမှုတွေမရှိတော့ဘူးလေဒီဟာလေးကရိုးသားရိုးလေးနဲ့လူရကြိုက်တာဟုတ်ကဲ့ပါခင်ဗျာဟုတ်နောက်တစ်စင်းလေးကြည့်ရအောင်ဗျာကြပြသချင်းများနဲ့ဖြောပြပြီးပါပြီခုမြန်မာစာနာချိန်မှာလည်းတနားရီဝက်ရှိပြီဖြစ်ပါ၍မြန်မာပိုင်းအစီအစဉ်များရပ်ဆိုင်းပြီးအင်္ဂလိပ်ဘာသာအစီအစဉ်များကိုတားနှင်ပါတော့မယ်သောတာရှင်အပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာတော်မူကြပါစေရှင်။ဟာစိတ်ကြိုက်တယ်။စိတ်နှပြကျမ်းမာချမ်းသာကြပါစေတဲ့။လူချင်းမုံမတင်မဲ့ချစ်ချင်းမြတ်တာဝေစားနိုင်ကြမယ်သာဆိုရင်အဲ့ဒါလိုနေ့စဉ်ဆူတောင်းကြတာမလိုပါဘူး။ရှင်လန်းချမ်းမြေတဲ့ကဘာကြီးအလိုလိုတည်ဆောက်ပြီးသားရှိမှာပါဒ
အဲ့တော့မမီဒီခန်းကလည်းအင်မတန်မှရေးကြည့်ခန်းတစ်ခန်းလို့ကျွန်တော်ထင်တယ်ဒါပေမဲ့မမီရဲ့ character တွေကိုပို့ပေါ်အောင်ဒီခန်းလို့ထည့်လိုက်တယ်လို့ကျွန်တော်ထင်တယ်မမကြီးကဘာလုပ်တယ်ဆိုတော့ ဘာလုပ်တယ်ဆိုတော့မမကြီးရဲ့ဘဝလုပ်ငန်းကြောင်းလေးကသူအရင်စလိုက်ဟုတ်ကဲ့ပါအဲ့တော့မမီဒီအခန်းရိုက်တုန်းကတော့တကယ်နေရာမှာသွားရိုက်တာလားသူစတူဒီယိုမှာပဲရိုက်ပြီးတော့လုပ်ရတာစတူဒီယိုမှာပဲလုပ်ထားတာဒါတွေဟိုသွားရိုက်လို့မရအောင်ဟုတ်ကဲ့ပါခင်ဗျအဲ့တော့မမီဒီခန်းရိုက်တုန်းကပြောရတဲ့ dialogue တွေကမမီတို့ပုံမှန်ပြောနေကြ dialogue တွေကိုပဲအခြေပြုပြီးတော့ပြောရတာပဲလားဒီနှုတ်ခွန်းဆက်စကားလေးကမမကြီးတို့မြန်မာတန်သုံးနေကြနှုတ်ခွန်းဆက်မေတ္တာပို့တဲ့စကားလေးပါပဲဟုတ်ကဲ့ပါတခြားထွင်ထားတာမရှိပါဘူးဟုတ်ကဲ့ပါခင်ဗျဟုတ်တော်တော်လေးသဘောကျတယ်မေဆွေလည်းသဘောကျတယ်ဒါလေးပဲပြောက်တော့ပြောနေတာသောတာရှင်ပေါင်းကြက်တည်မင်္ဂလာအပြာပြာနဲ့ပြည့်စုံတော်မူကြပါစေရှင်တဲ့အဲ့ဒါလေးပဲကြိုက်တယ်မမီရဲ့အဲ့အပြောလေးတွေနဲ့အဲ့စကလုံးလေးတွေအင်မတန်လိုက်ဖက်တယ်နော်ဟုတ်ကဲ့ကြားရတာလေစိတ်ကိုချမ်းသာပါပဲအရင်တော့ရေဒီယိုကာလာရဲ့ခံစားမှုလေးအများကြီးဟုတ်တယ်ရေဒီယိုမှာပြောများခဲ့တာတာရဲ့နှလုံးအေးချမ်းနေဟုတ်ကဲ့ပါဟုတ်ဘာပြောအခုကြံကြည့်ရတော့လွမ်းပြီလားသဘောကျတာစူတောင်းမြတ်တာလေးဒါလေးကအမြဲတမ်းမမကြီးအတွက်အောင်မြင်မှုပဲဟုတ်ကဲ့ပါမမီဟုတ်ကဲ့ပါခင်ဗျာဟုတ်အဲ့တော့နောက်တစ်စင်းလေးကျွန်တော်ရွေးထားသေးတယ်ခင်ဗျာဟုတ်ချီးပေးသားတခြင်းနေလဲဆိုခဲ့ပြီးပြီပဲဆရာကြီးအဲ့ဒီတခြင်းကတော့စိတ်ထဲမှာမရဲသလိုရှိလို့ပါတခြင်းရွေးတဲ့နေရာမှာအဆိုတော်ကအဓိကလားဝိုင်းကောင်းဆောင်ကအဓိကလားပွေပွေဒီမဲ့ကျွန်တော်ကောင်းစေခြင်းနဲ့ဆန္ဒနေမှုပြောပြတာဗျဝေကအင်းရင်ရှိတဲ့တခြင်းနေများများဆိုခဲ့တော့ကလက်တက်တက်ဖြစ်နေမှာဆိုလို့ပါဆရာကြီးသူခက်တဲ့သူ့အခါခေစားတဲ့အသွားနဲ့တခြင်းတွေကိုမထိမ်မဲ့မြည်ပြုလို့ဘယ်ရပါမလဲဝေဝေရဲ့မဟုတ်တာပဲဆရာကြီးခေပေါ်နဲ့ခေမှာလျှက်ပေါ်လော်လီတာမျိုးတော့ဝေဝေလက်မခံနိုင်ဘူးကျုပ်ကိုပတ်စံပေးခိုင်းထားတယ်ဆိုပြီးတိုက်တာဆက်ပြီးဆိုရင်နာဆိုမဲ့ဆိုတဲ့သဘောလားကျုပ်နာမည်လေးတစ်လုံးထွက်လာတာကိုလည်းမမေ့ပါနဲ့မဝေဝေဆိုရဲ့ဒီမှာဆရာကြီးမလေးခနဲ့တာရွေ့တာစောင်းတာမြောင်းတာတွေညားလိုက်တာအဲ့မှာလာပြီအဲ့မှာလာကိုတမကုံမကိုအားမနာမင်းမကောင်းရန်တွေ့ထိလာငေါလိုက်လားဟဲ့ဒီမဲ့အမှုပညာနဲ့ပတ်သက်လို့တယောက်နဲ့တယောက်အခြေအတင်ညညခုံကြရမှာစိုးစားနဲ့ကြွက်ချင်းမရောစေချင်ဘူးဘာပြောလဲကိုကန်ထူအမှုပညာလားအကျမ်းပညာလားကျမအကုန်ကြားပြီးပြီရှင်စိုးစေချင်တာကိုမမဝေကမစိုးနိုင်ဘူးဒါကိုစကကြီးနဲ့ချင်းတယ်လို့ခြောက်တယ်လို့ရှင်မြှူးဆွဲတယ်ဒါပဲမလားပြောပါနဲ့ညီမလေးရေပြောရမယ်မမဝေပြောရမယ်ကွယ်အားနိုင်အားပိုင်မရှိဒီမှာကြစမ်းမအောင်ရှင်းတဲ့ချင်းအမေနှုတ်ကြီးများနဲ့တော့ရေးထားလို့ပါလားမိတင်းဆိုကြည့်စမ်းအောင်မယ်မောင်ကိုမျောလိုက်ရတာကွယ်မောင်ကလေးကွယ်ဟင်းမလာဘူးလားလူငိုလိုက်မှာပဲနော်ချော့ပါမောင်ရဲ့အလေးလေးမကြည့်သားပါနဲ့ကွယ်ဒီအနာလာဖက်ပါလားကွယ်တင်ညာရဲ့နော်မောင်ရဲ့မလေးတစ်ကောင်းနဲ့တချင်းမင်းတစ်ကောင်းနဲ့တချင်းမင်းခိရှိပြင်းမှာပေါ့ကြားရတယ်လူတွေကခဲနဲ့လက်ထုံမအောင်ဒီမှာကိုကန်ထုမိသိပြာကလာစိန်ဖြစ်နေတာတော့မှဒီလိုတချင်းမျိုးမစိုးဝင်မစိုးချင်မစိုးနိုင်ဒီမှာကျုပ်ကဝိုင်းစီယာဝိုင်းကောင်းဆောင်ခန့်ထားလို့ရှိရင်နေရာထားတတ်ပါသည်ကျုပ်ပေါ်တော့မလေးမခမလုပ်ပါနဲ့ကျုပ်သာခင်ဗျားတို့ဓာတ်ပြောက်ကော်မတီမှာမရှိဘူးဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမယ်ထင်တယ်လဲပညာရှင်ကိုပညာရှင်မှမသိပါနဲ့ဟွန်းဘာပြောလဲစေတနာကိုစေတနာနဲ့ပဲတုံ့ပြန်နိုင်မယ်ဝေဒနာကိုလည်းဝေဒနာနဲ့ပဲတုံ့ပြန်နိုင်မယ်မောင်းပါမယ်တော့မကြနဲ့နှံ့မြက်လိုက်လို့ဟွန်းအားလုံးတင်းကြီးခံကြပါရှင်ဒီတယောက်ကပဲကျမပြောချင်တာပါညီမလေးစကားတော့တရားပါဖြစ်ကုန်ပါလိမ့်မယ်ကွယ်ကဲတူပါလို့ညီမလေးဒီလောက်ပြောရရင်ကျင်တာဟုတ်ပေါ့အေးတမဖေတို့မျက်နှာလည်းရှိသေးတယ်မို့လားအဲ့ဒီဖေမျက်နှာနဲ့ကိုတွေ့ရအောင်မသူလာပါကွယ်လာပါညီမလေးကလည်းဟုတ်ကဲ့ပါကဲအဲ့တော့မေချိုဒီခန်းလေးကတော့တော်တော်လေးသဘောကျစရာလည်းကောင်းတယ်ဟုတ်တော့နော်မမီအဲ့တော့မေချိုဒီခန်းလေးကရိုက်တုံးကရောဘယ်လိုမှတ်တရရှိလဲရိုက်ကူးခင်တော့ရောတခါတည်းပဲရိုက်ဖြစ်ခဲ့လားဘယ်လိုမျိုးလေးပြန်ရိုက်ဖြစ်တဲ့အပိုင်းလေးတွေရှိလဲပေါ့အဲ့လို reject တော့သိမရှိပါဘူးမရှိဘူးဘာလို့ဆိုတော့စိတ်မှာတခါတည်းတောက်ကြောက်ရောက်ရိုက်တာတောက်လျှောက်ပဲသူလိုရင်းလေးတွေပြောပြထားသူကဒါလေးလိုရင်းနေပေါ့နေရာတွေမှာဆာဆိုလို့မျက်နှာကိုမဲကျင်တဲ့လောက်မဲရွေးကျင်တဲ့လောက်ရွေးအဲ့လိုမျိုးပေါ့ဟုတ်သူကလည်းထိုင်ကြီးနေနော်လေးတွေအနေထားကောင်းတယ်နော်ဒေါသဖြစ်တယ်အတင်လေးတွေနော်တော်တော်ကောင်းတယ်
ကျွန်တော်ကခုနကရိုက်ကွေးမစခင်တော့မမီရဲ့ပြောနေမေချိုအားလို့မရိုက်ချင်လို့ဒါရှောင်ပြေးနေတာလို့တကယ်ရိုက်လိုက်တော့ပထမဆုံးကားလို့တော့ကျွန်တော်မထင်ရဘူးလို့ဟုတ်တယ်အဲ့ဆိုမေချိုအဲ့ခံရိုက်ဖို့ဆိုရင် dialogue တွေလည်းအများကြီးပြောရတယ် acting တွေနဲ့ dialogue တွေကတွဲပြီးတော့လုပ်ရတာဆိုတော့မေချိုတော့အခက်ခဲရောအဲ့တော့ဘယ်လိုရှိလဲဒါအဲ့တော့မျက်စိကတစီမကြောက်ပါဘူးငယ်လဲငယ်သေးတော့လေရန်တွေ့တာတွေပါတွေကဒါအဆန်းမဟုတ်တော့ဘူးပေါ့သူ့အတွက်ကလေဟုတ်ကဲ့ပါအဲ့တော့ तू ကပြောဆိုနဲ့စိတ်ပါပြီးအားရပါပြောကြမျက်နှာရောအမူအရာရောစကားရောဟုတ်ကဲ့ပါပါပါနှကန်းမူရလေးတွေရောအဲ့လိုပဲမျက်လုံးမူရလေးတွေနှကန်းရှုံတာတွေရောမျက်လုံးနဲ့စကားပြောတာအဲ့ဒါပြီးတော့အဲ့မှာပြင်ဆင်လေးလည်းတော်တော်လေးလှတယ်နော်ဆွဲကြိုးတွေကစကျွန်တော်ဒီနေ့မှာခစ်စားနေတဲ့ပုံစံမျိုးလေးတွေဆိုတော့အဲ့အတွက်ကရောမေချိုရဲ့ပြင်ဆင်မှုကဘယ်လိုရှိလဲအဲ့ဒီခံအတွက်အဲ့ဒါလေတာဟို तू ကအဲ့လိုတက်နေတဲ့လောက်ပေါ့နော်မမကြီးနဲ့ contrast ဖြစ်ဖို့တော့ तू နဲ့တခြားစီဖြစ်ဖို့အတွက်တက်နိုင်သမျှအဲ့လိုလောမမလေးတွေဝစ်ပေးပါဆိုတော့ဒါမေချိုတို့ဟိုရှေ့ခစ်ကဒါအလောမဆုံးပေါ့နော်ဟုတ်တယ်အလောမဆုံးခစ်ဆန်ဆုံးပေါ့ဟုတ်ကဲ့ပေါ့အမိုက်ဆုံးပေါ့ဟုတ်ကဲ့ပါဟုတ်အဲ့လိုမျိုးတွေလောက်ခိုင်းတာဟုတ်ကဲ့ပါအဲ့လိုမျိုးနော် तू မေချိုဘာကိုလုံနိုင်တယ်ဘာကိုပိုက်နေဆိုတာလဲ तू ကသိပြီးသားသိထားတော့အဲ့လိုခံရတော့တခါတည်းတို့အခက်ခဲထိုးသွင်းလိုက်တာအဲ့လိုဟုတ်ကဲ့ပါတခါတည်းအဝင်ခွင့်ကြဖြစ်သွားအဝင်ခွင့်ကြဖြစ်သွားကျွန်တော်တင်နေမေချိုကအပြင်မှာနေမှုထိုင်မှုပုံစံကမေချိုတွတ်လက်လက်အခုချိန်ဒီလဲမေချိုကြည့်လိုက်ရင်လေအမြဲတွတ်လက်ပြီးတော့အဲ့ပုံစံလေးရှိကို့အတွက်ဒီဟာကတိတ်တော့ဖန်တီးယူရတဲ့ခင်ဗျာဟုတ်တယ်ဖန်တီးယူရတဲ့ဟာတော့မဟုတ်ဘူးကိုသူကလည်းအစရခရီးပြောရတယ်ပြောတာသူလူပြောနော်ပြောတာသူလူပြောဆိုအမြဲတမ်းလိုချင်တဲ့ trend လေးတော့ပြောပြထားတာဒါလေးရောဒီဟာလေးပါခြင်းနဲ့လိုချင်တာလေးပဲပြောလိုက်တယ်စာတိမကြက်ခိုင်မေချိုတို့သူကအဲ့လိုပေါ့အကြောင်းအရာကိုကြက်ခိုင်းတာပေါ့ချိုးကအဲ့ဒါကြောင့်အကြောင်းအရာကိုကြက်တတဲ့အခြေအနေဖြစ်သွားတာပေါ့နော်အခုဆိုစားတွေကအများကြီးမလားဒါလို့ဆိုအများကြီးပေးတယ်လေရှောက်လွားနေပါညာဒါပေမဲ့အဲ့ဒါတွေကိုချိုးကတစ်ခါပဲဖတ်လိုက်တယ်ဖတ်လိုက်ပြီးတော့ဘယ်ဟာကိုပါစစ်ခြင်းလဲဆိုတာအဲ့ဒီဟာလေးကို themes ကလေးအဲ့ဒီဟာလေးကိုယူထားပြီးတော့ကျန်တာတော့ဟိုဥဒုခပြောသလိုဆိုလူလိုပြောတာပေါ့ဟဲ့လူလိုပြောလူလိုခဏဆက်ခါခဏတုတ်ခါခဏဆက်ခါတယ်ဆိုတော့အဲ့လိုပေါ့လူလိုပြောတာပေါ့ဟုတ်ကဲ့ပါသဘောကနော်ဒါကြောင့်ဟိုအခုကလေးတွေပြောရင်လည်းလေမချိုးတို့ဒီချိန်ထိဒါတော့ကြည့်တယ်အရှိကြီးတွေရတယ်ဘာဖြစ်လို့လဲဘာဖြစ်မချိုးကအကြောင်းအရာကိုကြက်လိုက်တာအကြောင်းအရာပဲနော်အကြောင်းအရာကိုကြက်လိုက်တာစာကြည့်ရင်တော့စာကြီးပဲဖြစ်သွားမှာပေါ့ဟုတ်ကဲ့ပါနော်စာပဲဖြစ်သွားမယ်ဒါအခုကလေးတွေလည်းကြုံတုံးပေါ့နော်ကြုံတုံးဘုဟုတုတလေးလည်းရအောင်အဲ့လိုအကြောင်းအရာလေးကိုကြက်လိုက်တဲ့အတွက်အခက်ခဲသိမရှိဘူးပြီးတော့ငကိုတွေကတချင်းဆိုတဲ့လူတွေဆိုတော့ဒီခေါင်းလဲတောင်းတယ်ပေါ့အဲ့ချိန်ကညာလေးကကောင်းနေတာဟုတ်ကဲ့ပါဟုတ်မေချိုဘယ်ရွယ်လောက်ဖြစ်မလဲအဲ့ဒါကြိုက်တော့24လောက်ရှိပြီကျော်မအဲ့လောက်24ပဲရှိနေတာဟာမေချိုအော်ဟုတ်ကဲ့ပါမမီရောမမီကအခု89ဆိုတော့လွန်ခဲ့တဲ့90နှစ်ပြနှုတ်ကြည့်30အသက်35 30ကျော်ငါဝင်းကျင်လောက်ဖြစ်မယ်နော်မမီဟုတ်ကဲ့ပါဟုတ်မမီရောအိတ်ခမ်းလေးမှာရောကိုအားရမှုလေးဘယ်လိုရှိလဲညီမဖြစ်သူကဒီဘက်မှာရန်စွာနေတဲ့အချိန်မှာအားနာတော့ပြင်မာဇိုက်ကလည်းအဲ့လိုရှိတော့ तू ကအဲ့ဒါအဝင်ကြပြအောင်လုပ်ထားတာဟိုကတင်ဆွဲပေါ်ကိုစား तू ကပြောပေးနေတာလေကိုဒီစချင်းတွေမစိုးစေချင်ဘူးစက်ကော့လက်ကော့တွေဒါတွေမစိုးစေချင်ဘူးပေါ့ကိုအရွယ်နဲ့ကိုအနေထားနဲ့ तू ကအဲ့ဒါကိုဒီလိုဥပမာပေးပြီး तू ကလှုပ်ပြသွားပြီးတော့ကိုကျော်ထူးကိုဆုံးရခဲ့တာ तू ကဟုတ်ကိုထူးနော်အဲ့ချိန်အဲ့လိုဟိုဆက်စလူးတွေလည်းနေတယ်လीဟုတ်အဲ့တော့ဟိုမမကြီးတွေပေါ့ဟိုမမဝါတို့တော့ဟိုတော့မခင်တန်းနူတို့သူတို့တွေဆိုဒီလိုစက်ကောလက်ကိုနေတယ်ဟုတ်မမတင်ညိုတို့ဘာလို့ရိုက်မရှိဘူးသူတို့ကသူလည်းအေးစိတ်လေးတွေရိုက်ခဲ့တာဝုန်းတိုင်းအလွန်ကန်းနေပါလေသူတို့ရိုက်ခဲ့တာတတိထားပြီးသွားတယ်မိသက်လည်းဟိုပေါ့နောက်ဖြစ်သွားအကြည့်ရတာတမျိုးလေးဖြစ်သွားတယ်ဒီကန်းလေးကချိုးနဲ့မတမ်းမလိုက်ဖက်တဲ့ခန်းလေးလိုဖြစ်သွားဟုတ်တယ်သူကလည်းပြန်มาတွတ်တွတ်လက်လက်ပြောတတ်တယ်ဆိုတဲ့ချက်ဟုတ်ကဲ့မမီပြီးတော့နောက်တစ်ခုကမမီအဲ့ဒီမှာကျွန်တော်လေတီးရသလောက်မမီတို့ဂီတနဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒီထဲမှာဘဝတုတ္တတွေအများကြီးထည့်ပေးသွားတယ်dialogue လေးလည်းတွေ့ရတယ်အထူးသဖြင့်ဒါလေးဆိုရင်လည်းဒီချာချာမမတာလားဆိုဟုတ်တယ်ကျွန်တော်အပေါ်ရန်ကြည့်မယ်ဆိုရင်တော့ပြီးသွားတာပေါ့နော်ဒါပေမဲ့အဲ့ခင်မှာတဲ့ဟိုတချင်းရွေးချယ်ပြီးတော့ကိုဒီဘလို့တချင်းမျိုးလေးတွေဆိုတတ်တဲ့သူဒီလိုတချင်းမျိုးတွေဆိုရင်ကိုမဆိုတတ်ဘူးဘာဦးညာဆိုရဲပုံစံမျိုးလေးတွေပါပါတာပေါ့တာအများကြီးပါတယ်ဟုတ်ကဲ့ပါပညာပေးလေးပညာပေးလေးပါချိုချိုနဲ့လိုက်တဲ့တချင်းလေးမမကြီးဆိုနေကြတချင်းတွေအပြင်မှာသွားလာနေတဲ့လှုပ်ရှားနေတဲ့တချင်းတွေအပေါ်မှာမူတီးပြီးသူကဇာတ်လမ်းနဲ့ထည့်သွားတာဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါမမီဟုတ်ဒါဆိုကျွန်တော်နောက်တစ်ခန်းလေးကြည့်ကြအောင်လေဟုတ်ကဲ့ပါဟုတ်တယ်လေကိုကျော်ကမမဝေးစီလားဟုတ်တယ်ဒီတချင်းစာကိုပြန်ပေးမလို့မလီချင်းစာကိုပေးတာပဲသူ့ပေးရမ
ဟုတ်သေးဘူးလေတချင်းစာအုပ်ထဲကတိုက်တဲ့တချင်းတွေ့လို့ရှိရင်ရွေးပြီးတော့ ဆိုမလို့မလားတင်းတင်းလဲဆိုရပါလေခင်အောင်ချင်းနေဆိုအားလုံးလို့တင်းတင်းရတာပဲကြားသမအောင်တင်းတင်းကတော့တက်တက်မြူးမြူးတချင်းလေးတွေပဲကြိုက်တာပဲရှေ့ကုသိုလ်ဆိုတဲ့တချင်းရလာရင် ရပါတယ် ရရင်ဆိုပြပါလားကိုကျော်စွာရဲ့ချင်းစာသားလေးကကောင်းအောင်ကောင်းနဲ့တင်းတင်းလေးလိုက်ဆိုမယ်လေဘာလဲတင်းတင်းလည်းကြမဆိုချင်ဘူးပေါ့လေ မဟုတ်ပါဘူးဒီလိုလည်းမဟုတ်ပါဘူးဆိုတင်းတင်းကမဆိုရဘူးထင်လို့လား ချက်လိုက်တာချက်လိုက်တာ ချက်စရာလေ ချက်လိုက်တာပြောပါမင်းတို့ပြောပါဦးကိုကြီးကမချက်ဘူးလား ဒီချိုရိုကထွက်တော်လေးကြည့်ပြေးတဲ့ကြည့်ရင်တော့ကြည့်နေရတာဆိုတော့လေကိုမဟုတ်ရလားတော့ထင်မိတယ်တခါလေး ဘယ်လိုဖြစ်လို့လဲ မမျောလင့်ထားလို့ရွှေရှင်မင်းသမီးကျတို့တွေကြောက်လို့နော်အားရနာလို့လိုက်ကြတာ အဲ့လိုပေါ့စကောကိုစိတ်ထဲမှာရှိနေတဲ့ဟိုစိတ်ဆိုးရဆိုလဲစိတ်ဆိုးရတော့တရုတ်ကလေးပေါ့ဟိုကြည်နူးတယ်ဆိုလဲဟိုကိုဝင်းဦးလည်းကြာနေတယ်ဆိုတော့ပုံစံလေးတွေအဲ့ဒီထဲမှာသူအကုန်ပြသွားတယ် ပါအောင်တော့မနိုင်တာမင်းတို့ဒီခန်းမှာအပြင်အစင်လေးရောပန်းကူးနေတာငုပါလားမင်းတို့ ငုပါလေ အဲ့သူချန်တယ်သူ ချန်ထဲမှာကုန်ရှိတယ် အော် သူရှိမှာ ငုပါ ပိုက်ထဲမှာလေပိုက်ထဲမှာလေဟိုစားလဲချိုငါးကြီးလိုပဲလေအဲ့မှာကက်ဆက်တလို့အဲ့သူချန်တယ်မှာပဲ အဲ့ဒါဝဝိုင်းပကက်ကလေးစင်ပြီး ပကက်လေးစင်ထားတာ ဝဝိုင်းနဲ့အဲ့ထမှာအိတ်ပြီးတော့တချင်းတွေပါဆို အဲ့ဒါလောက်ကြည့်လို့လေ ဟုတ်မင်းတို့ကတာနော်အဲ့ရောကိုကခလေးလဲကိုမွေးထားတဲ့အချိန်လေးပြီးသွားပြီဆိုတော့ကိုကအဲ့လိုဟိုအဲ့ခေတ်တုန်းကတော့တော်တော်ပိန်ပိန်လေးတွေကခစ်စားတာဖြစ်တယ်ဟုတ်လားမင်းတို့ကျတော့နည်းနည်းပြည့်သွားတော့ပြည့်သွားတယ်လို့ဒါပေမဲ့ကျွန်တော်ခုကြည့်ရတော့ထောင်မောင်းနဲ့အရင်ဝါရဲ့ထဲမှာတော့မပါ မပါပါဘူး မမကြီးဒါရကျလို့နည်းနည်းနောက်ကျသွားပြီလေဒါတွေရိုက်တာနည်းနည်းစစ်သွားပြီ စစ်သွားတယ်ဖြည်းဖြည်းနည်းနည်းကျဲကျဲသွားတော့ ပထမအဲ့ဒီဟိုပြောတဲ့ဟာဆိုရင် तू အဲ့ဟိုပိုက်ထဲမှာနေတဲ့ဟာ what the day what the day အဲ့ဒီဟာကြီးဆိုခုတဖြည်းဖြည်းနဲ့ဒါလေးစစ်သွား ကိုလေးဆက်သွား ရက်ခါစားတော့အဲ့လိုဟောမကြီး ဟုတ်ကဲ့ အဲ့လိုကြီးဟဲ့နေခိုင်းစီတော့အရင်ရတယ်အဲ့ဒီအင်းကြီးပြောင်ကြီးဝတ်ထားလေဟိုလို့ရသက်လာလေ အော် အဲ့လိုလေ ကလေးကဘေးရွယ်တန်ခဲ့တာ ကလေးက ငယ်ဟိုပါ ငယ်တော့ပေါ့ ဝင်းလာလာလေး ငယ်လေးဝင်းကစားလေးပဲလေ လာထားခဲ့ပြီ လားလောက်ပဲရှိတယ် ထားတော့မခဲ့ဘူးလေ ခေါ်လာလိုက်တာ ခေါ်တော့ထားတယ်ဒါပေမဲ့စိမ့်မော်မပါ မပါလာတာဟုတ်ကဲ့ဟုတ် တခါလေတော့ခေါ်လာတယ်ခါလေတော့သမီးလေးကထိုင်ရုံမဲရှိတယ် ဟုတ်ကဲ့ပါဟုတ် အဲ့လိုခေါ်လာတာအဲ့တော့ဟဲ့နေပါတော့မနိုးနေတာကတည်းကချော့အင်းကြီးကိုရှော့ပြီးတော့မိဖို့ကြိုက်ပြီးတော့ပြန်ရိုက်မျိုးလောက်ရတာ အမတရားပဲเนาะဒါတွေကလေမေတို့ပြောပြမှကျွန်တော်တို့ကသိရတာပေါ့เนาะဒါစိတ်နောက်ွယ်က စိတ်ဝင်စားစရာလေးတွေပေါ့ เนาะအဲ့ဆိုခုနကလေတင်းတင်းလဲလိုက်စုံမယ်လေဆိုရဲမေတို့အတန်ပြောပါဦးမေတို့ကအတန်နဲ့ပတ်သက်ပြီးတော့လေအကယ်ဒမီရထားတာเนาะအဲ့တော့ဒီအတန်လေးကိုလည်းမေတို့ပြောပြပါဦးအဲ့မုတ်ကဘယ်လိုဖြစ်သွားတာလဲအဲ့ချိန် အကိုတင်တာပါပဲ ဟုတ် အဲ့လိုအကိုတင်တာပါပဲဟိုမရမချင်းပေါ့ ဟုတ် ဟိုအတန်နေမှာတော့အာရန်ရှာတန်ခရတန်တာတန်နာတန်အစုံရှိတယ်အဲ့ဟာလေးအားလုံးနေမှာ तू ကအဲ့ဒါတွေကိုနားလေသဘောပေါက်အောင်ပြောပြီးတော့လူတစ်ယောက်ကိုဆွဲဆောင်ဖို့အတန်လေးဟာအတန်လေးအေးပေါ့ तू အဲ့လိုဖြစ်သွားတာ အေးအဲ့လိုဖြစ်သွားအဲ့လိုဖြစ် ဆွဲဆောင်တရားစရာလေးဖြစ်နေတယ်အခုကျွန်တော်တို့ကြည့်ရတယ် ဟိုကိုဝင်းကမစိုးခြင်းဖြစ်နေတာ तू ကဆွဲဆောင်နေရတာအဲ့လို ဟုတ်ကဲ့ပါဟုတ် အဲ့လိုမျိုးလေးပေါ့အဲ့ तू တင်တာပါ ပေါ့ပလေးနဲ့ဟိုအဲ့လိုမျိုးလေးဒီခန်းလေးဆိုတာရှေ့ကုသိုလ်ဆိုတဲ့တခြင်းလေးအဲ့ဆိုအရင်တော့ကတော့ဒါတော်နာမည်ကြီးခဲ့တဲ့ခေဟောင်းတီ ဟုတ်ကဲ့ဦးပီလာဖေနဲ့ဒေါ်မရှင်တို့ လို့ဆိုခဲ့တာဒါလေးကိုမေချိုးတို့ပြန်ဆိုတော့မေချိုးဒီတခြင်းလေးပေါ်မှာအဲ့ဇက်ကားတို့ပြန်ဆိုရိုက်ခါမှာကိုအဲ့တော့ feeling ကဘယ်လိုရှိလဲဒီရှေ့ကုသိုလ်တခြင်းလေးပေါ်မှာ ဟိုရီကလေးဆိုတော့ဆိုဘူးပါလေ ဟုတ်ကဲ့ ဆိုဘူးရဲ့အခုတော့ရွေးချယ်မှာကိုအယုတ်နဲ့ကိုအတန်နဲ့တထထဲဆိုတော့ဟိုအနော်အော်ရာပေါ့လေဟိုမထင်မှထားတာမျိုးချို့ကငါကြည့်ရင်မင်းသမီးလုံးမဲမင်းသမီးဖြစ်အောင်ကြိုးစားမယ်ဆိုတော့စိတ်လည်းမရှိခဲ့ဘူးဟိုရိုက်တယ်ဆိုတော့လည်းရိုက်ချင်ဘူးအဲ့လိုမျိုးပေါ့ဘာလို့ကိုလည်းမယုံရဲဘူးလေကလေးလေးရောက်ပြီးမွေးပြီးတော့မှမင်းသမီးရအောင်မြင်နိုင်မယ်ဆိုတာဘယ်သူမှမပြောနိုင်ဘူးချို့လည်းမထင်ကိုကြောက်လို့သာရိုက်ရတာဟာရှင်အားလဲနာတယ်ပြောပြီးတော့အေးသူလည်းဂရီးပေးပြီးပါပြီလေဆိုရိုက်တာပါအဲ့လိုရိုက်တော့အဲ့လိုဖြစ်လာတယ်ဆိုတော့ကားပြန်ကြည့်တော့ဟဲ့ငါလာအဲ့ဒါပေါ့နော်အဲ့လိုတော့ဖြစ်တယ် ဟုတ်ကဲ့ပါအဲ့တော့မေချိုးကဒီလိုမျိုးလေးခက်သားရတယ်ဆိုတော့မမီရောကိုပြန်ကြည့်ရင်လည်းအကိုလည်းအဲ့လောက်ထိဒီကားမှာဟိုတကယ်ကိုမမီဆို climate
အမြင့်ဆုံးခန်းနေအများကြီးပါတယ် ဟုတ်ကဲ့ပါ အဲ့တော့ကိုပြန်ကြည့်ခါမှာကိုအဲ့လိုမျိုးကိုလုံနိုင်တာကြီး ကျင်းတာလေးရှိပါတယ်ဒါဘာလို့ဆိုတော့မမကြီးကအနိမရလေဟိုရုပ်ရှင်တွေဗမာရုပ်ရှင်ကားတွေအဲ့ဒေါ်ကြီးကြီးသေးတို့ဒေါ်တင်တင်မူတို့နော်အဲ့ဒီလူဟောင်းနေတဲ့ပုံနဲ့တော်တော်ကြည့်ခဲ့တယ်ဒါမမကြီးတို့လည်းပါတာပေါ့ကြည့်ခဲ့တော့ကိုခေါင်းထဲမှာအဲ့ဒါတွေရှိနေတယ်မောင်လေးအဲ့တော့ကိုအလက်ဓာလေးတွေမဖြစ်မနေလောက်ရတော့မယ် acting လောက်ရတော့မယ်ဆိုတော့ကိုအဲ့ဒါလေးတွေပြန်ကူးထဲပြီးတော့စိတ်ထဲမှာထားပြီးတော့အဲ့ဒါ action လောက်တာပေါ့တာ ဟုတ်ကဲ့ပါ action လောက်တော့လေဟိုခံစားတာလေးတွေပါလိပါသွားတာပေါ့ ဟုတ်ကဲ့ပါဒါလို့ပြောတာတွေလေလုံးဝဟိုကြောင်ထွက်သွားတာမျိုးမရှိဘူးဟိုစကားတွေချွန်ထွက်သွားတာမျိုးမရှိပဲဟုတ်တယ်အဲ့တော့ညာလည်းကောင်းတယ်အခုဆိုကုန်မေ့ရတာ ဟုတ်ကဲ့ပါအခုချိန်ထိဒါအမတ်တရပြန်ပြောနိုင်တာဝါကဲ memory ကောင်းပါတယ်မမီပြီးတော့မမီအဲ့တော့ကိုခန္ဓာလေးတော်တော်သေးတယ်နော်သေးတယ်ဆိုတော့ဒီလိုသားနည်းနည်းတော့ဝရတယ်လေသို့တော်လည်းပဲဟိုလှကျင်တာကိုလှကျင်တော့မမီကညနေစာမစားဘူးညနေစာကျွန်တော်ဝိတ်လျှော့ဒီဇက်ကားအတွက်ဟုတ်ကဲ့ဒီဇက်ကားအတွက်ဝိတ်လျှော့တာဘယ်လိုလျှော့လဲဆိုညနေဆိုရင်ထမင်းမစားဘူးကစုံရကြော်ပဲစားဟုတ်စုံရကြော်လေးပဲစားတယ်ညနေဆိုရင်အဲ့သူကချက်ရပြီးပိန်သွားတာပိန်သွားတာဟုတ်အဲ့တော့ကျွန်တော်အခုကြည့်နေဆိုမမီဆိုခါလေးတေးသေးလေးနဲ့ပါတော်တော်ပိန်ပိန်ပွားလေးဟုတ်ကဲ့ပါခင်ဗျာကျွန်တော်နောက်ထပ်ဒီဇက်ကားကြီးထဲမှာကျွန်တော်လည်းသိကြိုက်တယ်ပရိသတ်တွေလည်းကြိုက်မယ်ပြီးတော့မေတို့တက်လည်းမှတ်တရဖြစ်မဲ့ဇဝင်ခန်းလေးကျွန်တော်ကောက်နှုတ်ထားပါသေးတယ်အဲ့တော့မေတို့အားလုံးနဲ့အတူတူလေးဆက်ကြည့်လိုက်မယ်နော်ဟုတ်ခွင့်ရရခိုင်မှာငကိုချာချစ်စကားဆိုလိုက်မယ်လို့ပေါ်တန်တန်စိတ်နဲ့ပြောတာမဟုတ်ပါဘူးပဲကျွန်တော်စိတ်ဆိုးလာရင်စိတ်မဆိုးပါဘူးကျော်စွာရင်ဒီနေ့ဒီလိုပြောလာနိုင်မယ်ဆိုတာဝေမျောလင့်ပြီးသားပါစိတ်မဆိုးပါဘူးမင်းကလေးတို့ရဲ့ဆူလာဟာကိုယောက်ျားလေးတယောက်ကချစ်ပါတယ်ဆိုလာခြင်းနေပဲမို့လားဒါပေမဲ့အတင်းတောင်းခံလာရင်တော့စိတ်ဆိုးမှာကျွန်တော်ချစ်ချင်းလည်းငင်းပြန်ချစ်ပါလို့ပြောတာမှာမဟုတ်ပဲဘူးရဲ့မင်းကလေးတယောက်ကိုကတော့ကမျိုးပြန်ချစ်ရမယ်လို့ပြောတာဟာမိုင်မရကြပါလေညာဖြည်းဖြည်းမှဖြည်းဖြည်းဖြည်းမှပေးပါဆိုရင်လေဘာဖြစ်လို့များချစ်စကားကိုကြိုက်ရိုက်ပြောရတာလဲအချီးမှကျွန်တော်နှုတ်ကြတယ်လို့ဖြစ်ချင်လို့လေဝေကိုကျွန်တော်တဲ့အရင်တယောက်ယောက်ကခြေရေးဆိုသွားရင်ဒါမှမဟုတ်ကျွန်တော်ကိုတခြားမိန်းကလေးယောက်ကကျွန်တော်နောက်မကြချင်ဘူးလေအဲ့ဒါပြောတာစကန်ဆိုတာမယုံလို့ဖြစ်မလားကိုကျော်စွာချစ်တိုင်းမညာညာတိုင်းမချစ်ဆိုတဲ့စကားတွေပြေးလို့ကြီးရမလားဒီမိတ်ဖတ်တာတော့မဟုတ်ဘူးနော်တယောက်ကိုတယောက်ညှို့လင်းချက်ကြီးမထားဖို့ပြောတာပါညှို့လင်းချက်မထားပြန်တော့လဲမေတ္တာစိတ်ရဲ့လို့ပဲဆိုနိုင်ပါမယ်ဘုရားဒီပါအောင်ကိုကျော်စွာရင်ဝင်မရှိလားရှိလို့မေးပြစီနော်မေးပါမေးတော့များများမေးလေကိုတော့ကြိုက်လေစံစံဖြတ်လက်လက်ကြောမောမင်းကလေးအများကြီးကိုကျော်စွာပြီးမှဝိုင်းဝိုင်းလဲနေမှာပဲဟာဝိဟူမှာဘာလို့ချစ်ချင်ရတာလဲဝိမှာဘာရမမောစရာရှိလို့လေရှိတာပေါ့မိမကြောက်ဟာမိမပြီးသားလို့ရှိရင်မမောစရာကြီးပဲပေါ့ဒါဆိုတာသူတို့ဆန္ဒပြောရတယ်လေကိုကျော်စွာရတယ်တကယ်ပြောနေတာကိုပဲမိမတိုင်းမိမပြီးသားဘူးကျင်နာတဲ့ခဏတည်းကြောက်ပေါ်မှာနိုင်တတ်တဲ့စိတ်မရှိဘူးအမြဲတမ်းနားလည်တော့ပေါက်တဲ့ကြီးခဏတည်းဆိုတာလေဟာမိမပြီးသားတဲ့အရေးချင်းတွေပဲပေါ့မိမပြီးပြီးနှစ်ကာချစ်တတ်ကျင်နာတတ်တယ်လို့မိမပြီးပြီးပြစ်ပြစ်ခါမမုန်းတတ်ဖို့တော့ဆူတောင်းပေးပါကိုကျော်စွာရေဟုတ်ကဲမမီအဲ့တော့ဒီကားမှာ dialogue တွေကတော့ဒီခန်းကတော်တော်လေးကိုဟုတ်တယ်ကလေးတယောက်အတွက်ကိုဘယ်လိုကောင်းကောင်းလေးတွေအများကြီးနေရရလေးနဲ့နော်ဟိုသူ့ရဲ့ချစ်ရေးဆိုလာမှုပေါ်မှာကွာမူတီးပြီးတော့အမတန်မှရှက်တက်ဟိုတမျိုးပေါ့နော်ဟုတ်ကဲ့ခံစားရချက်ကလေးကတမျိုးလေးဖြစ်တော့အဲ့ဒါပြန်လာပြီးပြောနေတဲ့သဘောလေးပေါ့သဘောလေး dialogue တွေလည်းတော်တော်ကောင်းတယ် dialogue ကတော့သူအကုန်သင်ပေးတာဒါရေအကုန်လုံးအဲ့ဒါပဲဟုတ်ကဲ့ပါစာရေးဆရာတော့လှပလာနောက်ဆုံးမှပြောသွားတဲ့ခန်းလေးဆိုရင်မိမပီပီဟိုနှစ်ကာချစ်တတ်တယ်လို့ပြပြကာမုံမတော့ဘူးတော့စူတောင်းပေးပါကိုကျော်စွာစူတောင်းပေးပါကိုကျော်စွာရဲ့တော်တော်လေးကောင်းတယ်အဲ့ဟာလေးကလည်းအခုကျွန်တော်တို့ဒီဘက်ခေတ်ရဲ့ online တွေမှာဆိုရင်ပြန်အောင်ခက်စားနေတယ်ဟုတ်တယ်ဟုတ်လားဒီ blog လေးတစ်ခုอ่ะအဲ့ဆိုတော့ဘာဖြစ် main ကလေးကိုစားအတွက်လည်းဒီဇက်ဝင်ခံလေးဟုတ်တယ်ဒါအိမ်နေရှိဖို့ပါပဲသဘောကတော့ main ကလေးတယောက်ရဲ့ရင်းကြီးမိမပီပီတတဖြစ်ဖို့အဲ့ဒီသဘောလေးတွေပါပါဟုတ်ကဲ့ပါမမေရောအားရလားခင်ဗျာအဲ့ဒီဇက်ဝင်ခံရိုက်ဒီကန်းလေးတော့ဟုတ်ကဲ့ဟိုကြမ်းမြင်စကားလေးတွေတော့ကြိုက်ပါတယ်မျက်နှာအနေထားတွေပါတွေကတော့နည်းနည်းလိုတာပေါ့တာလိုတာဟုတ်ကဲ့ပါလိုတာပေါ့ဟုတ်ကဲ့ပါရိုးသားမှုလေးတွေရှိသေးတယ်ရိုးသားမှုနော်ဟိုတကယ်ဟိုအပြင်ကအင်မတန်မှအနေအေးတဲ့မိန်းကလေးတယောက်အဲ့ပုံစံလေးကိုပေါ်လို့စီပြီးတော့သူကမိန်းကလေးတယောက်ကို
ဒီတိုင်းကြီးမထားဘူးလေ ဟုတ်ကဲ့ မိန်းကလေးသူချိုတို့တွေအစ်စ်တွေလုံးတကြိုက်တတ်အောင်လေ तू ကခုညီတယ်မရရလေးထိုး ဟုတ်တယ် ဘာမဟုတ်ဘူးလေဒီ main ကလေးတယောက်လုတ်တတ်တဲ့အလုပ်တွေပြီးတော့ဒီလက်ကြီးကိုရုပ်ရှင်ထဲမှာလက်ဘေးထားမယ်ဆိုရယ်လူတွေကပြဿနာ အများကြီးဟုတ်တယ် အဲ့ဒါရေးဆိုအဲ့ဒါစိတ်ကိုပြောင်းပေးထားတာပေါ့စိတ်ကိုဒါလေးစကားလေးပြောလို့ရပါ ဒါပေါ့ ဟုတ်ကဲ့ဟုတ်အဲ့တော့မေဆွေရောဒီခန်းလေးကိုကြည့်ရတာသဘောကျလားမေဆွေဒီဇက်ဝင်ခန်းလေးဟုတ် ပွေထားတယ်ပိုက်ထားတယ် ဟုတ်ပိုက်ထားတယ်သဘောကျ တော့ကြရမှာမင်းလေပွေထားတယ် ပွေထားတယ်ဥဝင်းကအဲ့ခန်းလေးမှာနော်ပြောတာလေးတွေကလုံးဝညွတ်တူတူလေးနဲ့နော်ဝေဆိုးပေါ်မှာတော့ပြောတာလေးက तू ကမမီးစား तू ကတည်သွားတာ तू ကတည်သွား तू မှပြသွား အပြောလေးတွေက တိတ်မပြနိုင်ဘူး ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ဒါလေးကကျွန်တော်တခြားဇဝင်ခန်းတွေလည်းခုဆက်ပြပါအောင်မယ်ဆိုတော့ကျွန်တော်တို့ရဲ့အစီအစဉ်မှာဒါမေတို့ပြောပြတဲ့အမှတ်တရလေးတွေကအင်မတန်မှကျွန်တော်တို့အတွက်လွန်ခဲ့သော52ခုပေါ့နော်52နှစ်ကျော်ကကာလကကျွန်တော်တို့တော့မမွေးသေးတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်တော့အင်မတန်မှအောင်မြင်ခဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်တဲ့ကဏ္ဍဝင်အမှုပညာရှင်တွေရဲ့ပြောပြမှုတွေကိုကျွန်တော်နားထောင်ရတာဆိုတော့ကိုတော့မယုံကြည်မိဘူးမေချိုပြောရမယ်ဆိုရင်ဒီလိုမျိုးကျွန်တော်ပြောခွင့်ရလိမ့်မယ်ဒီလိုမျိုးနားထောင်ခွင့်ရလိမ့်မယ် ဒီတက်ရွယ်လေးနဲ့လာတွေ့ရမယ်ဆိုတာ ဟုတ်ကဲ့ အဲ့တော့မမီးတော့လည်းအသက်ကြီးဒါလေးတော့လည်းအသက်ငယ်ငယ်မမီးတော့လည်းကြီးလာတဲ့အရွယ်မှာဒီလိုကမမီးတော့လည်းတီလာတမာရီတွေကောင်းလာလို့ဒီအသက်ရွယ်ဒီလိုပြောနိုင်တာလေ ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ပရိသတ်တွေအနေနဲ့လည်းအခြေနဲ့ကြမယ်လို့ထင်ပါတယ်အဲဆိုတော့ကျွန်တော်တို့တွေနောက်ထပ်ကောင်းတဲ့အခန်းတွေဆက်ပြီးတော့မေတို့နဲ့တူတူကြည့်မယ်ကြည့်ပါမေတို့ရဲ့ feeling တွေဘယ်လိုရှိမလဲဆိုတာလဲကျွန်တော်တို့ပရိသတ်တွေရိုက်ကူးတင်ဆက်ပေးတော့ပါအောင်မယ်